ဒီလောက်ကျန်တက်ဖြတ်သူဟာသူ့ရဲ့ညာဘက်လက်မှာဒဏ်ရာရထားတဲ့အောင်ဟန်ဆောင်ပြီးကြောက်ပတ်တီ cast ထဲမှာတနက်တက်လက်ကိုဝတ်ထားခဲ့ပါတယ်။သူ့ရဲ့အစီအစဉ်ကတော့ရိုးရှင်းပါတယ်။ဘီတက်ကလာထိုင်နဲ့တွာလာနေရတဲ့တထေးကြီးတဦးကိုလောက်ကျန်ပြီးရရှိလာမဲ့စုချင်းငွေအမြောက်အများနဲ့အနားယူဖို့ပါပဲ။ဒါပေမဲ့သူစတင်တိုက်ခိုက်တော့မဲ့အချိန်မှာပဲနောက်ထပ်လောက်ကျန်တက်ဖြတ်သူတဦးကအဝေးကနေပေါ်လာပါတယ်။အဲ့ဒီဒုတိယမြောက်လောက်ကျန်တက်ဖြတ်သူဟာစားအမြင့်ရိုင်ဖယ်တနက်ကိုအသုံးပြုပြီးပြစ်မှတ်ရဲ့နှလုံးတဲတွေကိုထိမှန်အောင်အပိုင်ပစ်ခတ်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲလူတွေကြားမှာခိတ်လန့်တကြားရုပ်ရုပ်တဲတဲဖြစ်သွားပြီးတက်တော်ဆောင်တွေကလည်းလူသက်သမားကိုလိုက်လံရှာဖွေကြပါတော့တယ်။ပထမလောက်ကျန်တက်ဖြတ်သူဖြစ်တဲ့ဆာဝန်ဟာတန်ရှင်းရေးဝန်ထမ်းဖြစ်ဟန်ဆောင်ပြီးထွက်ပြေးဖို့စ조사နေတဲ့ဒုတိယလူသက်သမားကိုသတိပြုမိသွားပါတယ်။မိမိရရှိရမယ့်စုချင်းငွေတွေလက်လွတ်ရတော့မယ်ဆိုတာကိုသိလိုက်ရတဲ့ဆာဝန်ဟာအကောင်းဆုံးနေရာကနေချောင်းချောင်းပစ်ခတ်ခဲ့ပေမဲ့လွဲချော်သွားခဲ့ပါတယ်။တစ်ဖက်လူကလည်းပြန်လည်ပစ်ခတ်တာကြောင့်နှစ်ဦးသားအပြန်အလှန်ပုံခိုရင်းအခွင့်အရေးကိုစောင့်ကြည့်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲတက်တော်ဆောင်အများပြားဟာဒုတိယလူသက်သမားကိုဝိုင်းရံပိတ်ဆို့လိုက်ကြပါတယ်။ဒါပေမဲ့အဲ့ဒီလူသက်သမားဟာ3စက္ကန့်အတွင်းမှာပဲတက်တော်ဆောင်အားလုံးကိုအပြည့်ရှင်းပစ်လိုက်ပါတယ်။ဆာဝန်ကတော့စက်တိုက်ပစ်ခတ်ရင်မိမိရင်ဆိုင်နေရတာတကယ်ကျွမ်းကျင်ပညာရှင်တယောက်ဆိုတာကိုနားလည်လိုက်ပါတယ်။တစ်ဖက်လူကတော့စိုးရိမ်ရမယ့်အစားဒီစိန်ခေါ်မှုကိုပိုပြီးတော့သဘောကျနေပုံရပါတယ်။မကြခင်မှာပဲရဲကား2စီးရောက်ရှိလာပြီးထွက်ပြေးမဲ့လမ်းကြောင်းကိုပိတ်ဆို့လိုက်ပါတယ်။ဝိုင်းရံပိတ်ဆို့ခြင်းခံလိုက်ရတဲ့ဒုတိယလူသက်သမားဟာမမျှော်လင့်ထားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။အဲ့ဒါကတော့ရဲတွေစီမှာအဖမ်းခံလိုက်တာပဲဖြစ်ပါတယ်။ရဲတွေကဒုတိယလူသက်သမားကိုဖမ်းဆီးခေါ်ဆောင်သွားချိန်မှာတော့စတောင်းတယောက်လည်းနောက်ဆုတ်သွားရုံမှတပါအခြားရွေးချယ်စရာမရှိတော့ပါဘူး